ဂျပန်မှာအမိုက်ခွဲခြားစွန့်ပစ်နေအကြောင်းသိကောင်းစရာများဂျပန်နိုင်ငံမှာနေထိုင်တော့မယ်ဆိုရင်အစပိုင်းမှာအခက်အခဲဆုံးနဲ့အရေးကြီးဆုံးကတော့အမိုက်ခွဲခြားစွန့်ပစ်ချက်မှာပဲဂျပန်လူမျိုးတွေအတွက်အမိုက်ပြတ်တာဟာရိုးရိုးရှင်းရှင်းကိစ္စတစ်ခုမဟုတ်ပဲလူမှုပတ်ဝန်းကျင်အပေါ်မှာတာဝန်ယူမှုရှိတဲ့စီကံတစ်ခုပဲဖြစ်ပါတယ်ဂျပန်မှာနေထိုင်တဲ့အခါပထမဆုံးရရှိလာမယ့်အရာကတော့အမိုက်ပြရမယ့်ရက်စွဲစရာပဲဖြစ်ပါတယ်ဂျပန်ရဲ့အမိုက်ခွဲခြားစနစ်ဟာအရန်ကိုစနစ်ကျပြီးတော့တိကျလွန်းတာမို့တေချာလေးလာထားဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့အမိုက်အမျိုးအစားခွဲခြားချက်မှာရှင်ဂျပန်မှာအမိုက်ကိုအခြေခံအဖြစ်၄မျိုးခွဲခြားထားပါတယ်နံပါတ်1မိရှို့လို့ရတဲ့အမိုက်စာချွန်းစားကြံတွေစက်ကိုအစုပ်တွေနဲ့တသားစာလေးတွေပေါင်းဝင်ပါတယ်ဒါတွေကိုများသောအားဖြင့်တော့ဂျပန်မှာ2ရက်သတ်မှတ်ထားတဲ့နေ့မှာပြရပါတယ်နံပါတ်2မိရှို့လို့မရတဲ့အမိုက်ဖန်ခွဲစားတွေတထုပစ္စည်းလေးတွေနဲ့လျှက်စစ်ပစ္စည်းအသေးလေးတွေပေါင်းဝင်ပါတယ်ရှင်ဒါတွေကိုတော့တစ်လမှာ2ကြိမ်လောက်ပဲပြည့်ခွင့်ရှိပါတယ်နံပါတ်3ပြန်လည်အသုံးပြုလို့ရတဲ့အမိုက်ဒါတွေကတော့ပလတ်စတစ်ဘူး PET bottles စီသွပ်ဘူးခွန်နေနဲ့သတင်းစာစက်ကူဂျာနယ်တွေပဲဖြစ်ပါတယ်နံပါတ်4အမိုက်ကြီးများကရင်မှွေရပြီးတော့စတဲ့အိတ်ထဲလို့မရတဲ့အမိုက်ကြီးတွေကိုတော့မြို့နယ်စီပင်စီဖုံးဆက်ပြီးတော့ပတ်စံပေးကတီးတန့်ဆွန့်ပြရပါတယ်ဒုတိယအချက်ကပြရမယ့်ပုံစံနဲ့စီကံပါရှင်ဂျပန်မှာအမိုက်ကိုပြစ်ချင်တယ်လို့ပြစ်လို့လုံးဝမရပါဘူးရှင်သတ်မှတ်ထားတဲ့အမိုက်ကို convenience store ဒါမှမဟုတ် supermarket တွေမှာဝယ်ပြီးတော့အဲ့ဒီအိတ်နဲ့ပဲဆွန့်ပြရပါတယ်ပလတ်စတစ်ဘူးတွေကိုပြစ်တဲ့အခါမှာလေအဖုံးနဲ့အပြင်ကတစိမ့်ခွန်ကိုခွာပြီးမှဘူးကိုစေးကြောပြီးတီးတန့်ခွဲပြရတာမျိုးတွေရှိပါတယ်ဒါဟာဂျပန်တို့ရဲ့အသေးစိတ်ကြတဲ့စီကံတစ်ခုပါတတိယအချက်ကအချိန်နဲ့နေရပါရှင်အမိုက်တွေကိုများသောအားဖြင့်အမိုက်သိမ်းကမလာခင်မနေ့အစောပိုင်း8နာရီလောက်မှာသတ်မှတ်ထားတဲ့နေရာမှာသွားထားရပါတယ်ညဘက်ကျူတင်ပြစ်ထားတာမျိုးကိုတားမြစ်ထားတတ်ပါတယ်ဘာလို့လဲဆိုတော့ကြီးကန်းဒါမှမဟုတ်ကြောင်တွေကအိတ်တွေကိုဆွဲဖွာပြီးတော့ပတ်ဝန်းကျင်ကိုညစ်ပတ်စေနိုင်လို့ပါနောက်ဆုံးသတိထားရမှာကတော့စီကံဖောက်ဖျက်ချက်ပါရှင်တကယ်လို့အမိုက်ကိုစနစ်တကျမခွဲခြားပဲပြစ်ထားလိုက်မယ်ဆိုရင်အမိုက်ကားကတိမ်မသွားပဲစီကံမလိုက်နာဘူးဆိုတဲ့စတစ်ကာအနီရောင်ကြီးပါကတ်သွားပါလိမ့်မယ်အဲ့ဒီအခါအင်ရှင်စီကနေပြီးတော့သတိပေးခံရနိုင်တယ်လို့ရက်ွက်ချဲမှာလည်းမျက်နှာငယ်ရတတ်ပါတယ်ဒီလိုအမိုက်ခွဲခြားထားတာဟာအစပိုင်းမှာရှုပ်ထွေးတယ်လို့ထင်ရပေမဲ့ဒါဟာဂျပန်နိုင်ငံရဲ့တန်ရှင်းတည့်ရမှုနဲ့တယံဇာတာတွေကိုပြန်လည်အသုံးပြုနိုင်မှုအတွက်အလွန်အရေးကြီးတဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်ဒါကြောင့်ဂျပန်မှာနေထိုင်မယ်ဆိုရင်တော့ဒီအမိုက်ပြည့်နေစည်းကမ်းတွေကိုတိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်ရှင်